ဘာစီလိုနာအသင်းဟာ United ကနေအငှားလာကစားတဲ့တောင်ပံကစားသမား Marcus Rashford အပေါ်ကျေနပ်မှုအပြည့်ရှိပြီးအပြီးသတ်ခေါ်ဖို့လည်းရည်ရွယ်ထားပါတယ်ဒါပေမဲ့အငှားစာချုပ်ပါအပြီးသတ်ခေါ်ယူခွင့်တွေကယူရိုတန်30ကိုတော့မပေးချေချင်ပဲအထက်နည်းတဲ့ပမာဏနဲ့ညှိနှိုင်းချင်နေပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကွင်းလယ်ပြစ်မှတ်တစ်ယောက်လျော့သွားပြီManchester United ရဲ့ကွင်းလယ်ပြစ်မှတ်တွေထဲကတစ်ခုအဖြစ်သတင်းတွေထွက်ခဲ့တဲ့ကွင်းလယ်လူ Ruben Neves ဟာအောက်လောအသင်းနဲ့3နှစ်စာချုပ်တစ်ချုပ်ဖို့သဘောတူညီမှုရရှိဖို့နှိစက်နေပြီဖြစ်ပါတယ်။ Real Madrid ဂိုးသမားကော့ဒွာရဲ့လေးစားစရာအပြအမူ Real Madrid ဂိုးသမားကြီးကော့ဒွာဟာမနေ့ညကစားခဲ့တဲ့ Champions League ပွဲစဉ်မှာသူ့ကိုဂိုးသွင်းသွားခဲ့တဲ့Benfica ဂိုးသမား Natalie Trubin ကိုပွဲအပြီးမှာပွေဖက်ဂုဏ်ပြုပေးခဲ့ပါတယ်။ Natalie Trubin ဟာမိနစ်90အကျော်မှာ Benfica အသင်းအတွက်စတုတ္ထမြောက်ဂိုးကိုသွင်းပေးခဲ့ပြီးအဆိုပါဂိုးကြောင့် Benfica တို့ဂိုးကွာခြားချက်အသာနဲ့ Champions League ရှုံးထွက်အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ကော့ဒွာဟာပွဲအပြီးမှာအဝေးကွင်းကိုလာရောက်အားပေးခဲ့တဲ့ Real ဖန်တွေအတွက်ဂုဏ်ပြုပေးဖို့လည်းအသင်းဖော်တွေကိုလှုံ့ဆော်မှုပြလုပ်ခဲ့ပါတယ်။ဘောလုံးပွဲများကိုယုံကြည်စွာလာရောက်လက်တွဲကစားနိုင်ပါတယ်ဗျ။